ဒုတိယကမ္ဘာစစ်အတွင်းကဩစတြေးလျစစ်သားတွေရဲ့ဇွဲနဲ့အသိအပွက်စိတ်ဓာတ်ကိုအတူယူပြီးဩစတြေးလျနိုင်ငံ Brisbane မြို့မှာကိုကိုရာတောင်တက်စင်ခေါ်မှုပွဲ2026ကိုကျင်းပတာဖြစ်ပါတယ်။ကိုကိုရာ Challenge Brisbane 2026ဆိုတာဩစတြေးလျနိုင်ငံရဲ့အကြီးမားဆုံးအသင်းလိုက်တောင်တက်ပွဲတွေထဲကတစ်ခုပါ။အဲ့ဒါကို Brisbane မြို့အနီးက ဒီအဂွီလာအမျိုးသားဥယျာဉ်မှာကျင်းပလေ့ရှိပြီးတော့နှစ်စဉ်နှစ်တိုင်းပါဝင်ဆင်နွှဲသူထောင်ပေါင်းများစွာကိုဆွဲဆောင်နိုင်ခဲ့ပါတယ်။လူ2ယောက်ကနေ9ယောက်အထိပါဝင်တဲ့အသင်းတွေအနေနဲ့18ကီလိုမီတာ30ကီလိုမီတာဒါမှမဟုတ်48ကီလိုမီတာရှိတဲ့တော်လာခီးတွေကိုစိတ်ကြိုက်ရွေးချယ်ပြီးဆင်နွှဲနိုင်ပါတယ်။ဒီလမ်းကြောင်းတွေမှာမတ်ဆောက်တဲ့တောင်ကုန်းတွေတောအုပ်တွေကြောက်ဆောင်ထူထပ်တဲ့လမ်းကြောင်းတွေနဲ့ချောင်းဖြတ်ကူးရတဲ့နေရာတွေပါဝင်တာကြောင့်အသင်းသားတွေအနေနဲ့အစကနေအဆုံးထိတရွဲရွဲရှိနေပြီးတယောက်ကိုတယောက်ကူညီပံ့ပိုးပေးရမှာဖြစ်လို့ကိုယ်ကာယစက်ခိုင်မှုစိတ်ဓာတ်ခွန်အားနဲ့အသင်းအဖွဲ့စိတ်ဓာတ်ကိုစမ်းသပ်ရာရောက်ပါတယ်။ဒီပွဲကိုဒုတိယကမ္ဘာစစ်အတွင်းကိုကိုရာစစ်စင်ရေးမှာဩစတြေးလျစစ်သားတွေပြသခဲ့တဲ့တတိဇွဲလုံးလားနဲ့အသင်းအဖွဲ့စိတ်ဓာတ်တွေကိုအတူယူပြီးတော့ကျင်းပတာပါ။ပါဝင်သူတွေကိုအခက်အခဲတွေကိုအတူတူရင်ဆိုင်ကျော်လွှားဖို့နဲ့ဘယ်အသင်းသားကိုမှပြစ်မထားခဲ့ဖို့တွန်းအားပေးပါတယ်။ဒါကြောင့်ပဲအသင်းအဖွဲ့စိတ်ဓာတ်ဟာဒီပွဲရဲ့အရေးအကြီးဆုံးအစိတ်အပိုင်းတစ်ခုဖြစ်နေတာပါ။ဒါအပြင်ကိုကိုရာ Challenge Brisbane ပွဲဟာဩစတြေးလျလူငယ်တွေရဲ့ယုံကြည်မှုခေါင်းဆောင်မှုစက်ခံနိုင်ရင်နဲ့တခြားအရေးကြီးတဲ့လူမှုဘဝကျွမ်းကျင်မှုတွေကိုပြိုးထောင်ပေးတဲ့ကိုကိုရာ Youth Foundation အတွက်လည်းရန်ပုံငွေရှာဖွေပေးပါတယ်။နှစ်စဉ်နှစ်တိုင်းမိသားစုတွေတငယ်ချင်းတွေကျောင်းသားတွေလုပ်ငန်းခွင်အဖွဲ့အစည်းတွေအားကစားကလပ်တွေနဲ့လူမှုရေးအဖွဲ့အစည်းတွေဟာဒီစိန်ခေါ်မှုပွဲမှာပါဝင်ဆင်နွှဲကြပါတယ်။အချို့ကကိုယ့်ရဲ့ကန့်သက်ချက်တွေကိုစမ်းသပ်ဖို့ပါဝင်ကြပြီးအချို့ကတော့ပရဟိတအဖွဲ့ကိုကူညီပံ့ပိုးပေးဖို့ပါဝင်ကြတာပါ။ဒီလမ်းကြောင်းကိုအောင်မြင်မြင်ဖြတ်သန်းနိုင်ခြင်းဟာစိတ်ပိုင်းဖြတ်မှုအသင်းအဖွဲ့စိတ်ဓာတ်နဲ့ဇွဲလုံးလားတို့ကိုဖော်ညွှန်းနေတဲ့အဓိပ္ပာယ်ရှိတဲ့အောင်မြင်မှုတစ်ခုပဲဖြစ်ပါတယ်။